တာဂီတာအပေါ်ဆုံးထက်တွေမှာလေအပေါ်ဆုံးထက်လေးဆိုရင်တော့မှပဲထောင်ပုံဝန်းကျင်လောက်ဖြစ်နေတဲ့အချိန်မှာမြင်းကြီးတက်ကို1350နဲ့ရမယ်တစ်ချက်လိုက်ကြည့်ပြီးလို့ရမလားဒါပေမဲ့တော့1350ရပြီဆိုပြီးတော့ဟိုးအတွင်းနဲ့ချောင်းနဲ့လည်းမဟုတ်ပြန်ဘူးနော်တာဂီတာမင်းနာလမ်းမကြီးတော့တည်တယ်ဟုတ်တာဂီတာမင်းနာလမ်းမကြီးရဲ့ကြော့ကတ်ဗျာဘာနဲ့နီးလဲဆိုရင်တပ်ဖွဲ့မတိုင်နဲ့နီးမယ်ကပီတယ်နဲ့နီးမယ်အဲ့လိုနေရာမျိုးမှာ1350နဲ့မြင်းကြီးတက်ကိုရမှာနော်1350ဆိုတော့ဗျာဟိုပေကတော့12ပေပဲဟိုကလည်း54ပေပေါ့နော်အဲ့တော့ဟိုဆိုင်ကန်လေးပဲဖွင့်တာပဲဖြစ်ဖြစ်ဝင်းမန်နီ2မန်နီငွေလဲငွေထုတ်လုပ်တာပဲဖြစ်ဖြစ်စေကန်လေးဟိုပါပေါ့စေးဆိုင်လေးတွေဖွင့်တာပဲဖြစ်ဖြစ်ပြီးလို့ရှိရင် online shopping လုပ်တာလေးပဲဖြစ်ဖြစ်မြင်းကြီးတက်လေးဆိုတော့ရုံးခန်းလေးဒေတာလေးဖွင့်မယ်ဆိုရင်လည်းအဆင်ပြေတယ်အဲ့ဒါကိုခုလက်ရှိအပေါ်တက်မှာတာဂီတာမှာဆိုလို့ရှိရင်အပေါ်တက်တွေကိုဒီစနစ်ခွဲ54ပေခန်းတွေပေါ့နော်ပေချင်းခန်းလေးတွေ1000မှဝန်းကျင်ဖြစ်နေတဲ့အချိန်မှာဒီကောင်1350နဲ့ရမှာနော်အဲ့ဒါလေးကိုကျွန်တော်တို့အခုတက်ကြည့်မှာလိုက်ခဲ့အောင်ဟုတ်ပါတယ်ကျွန်တော်တို့အခုရောက်နေတာဒါတာဂီတာကပီတယ်ပေါ့နော်ကြောက်တိုင်ကပီတယ်နားလေးကြောက်တိုင်ကိုကျွန်တော်ရောက်နေတာနော်တာဂီတာမျိုးလည်းလဲသာကြိုးစားပါတယ်โอเคဒါကျွန်တော်တို့ပြမယ်ဒါကပီတယ်ပေါ့နော်ကျွန်တော်တို့ခုနက1350မြင်းကြီးလေးကိုပြမယ်နေရာပေါ့နော်ကပီတယ်နဲ့လည်းအလုံးနီးတယ်ဒါမင်းနဲ့လမ်းမကြီးနော်โอเคကျွန်တော်ရှေ့အောင်တစ်ချက်ထပ်ပြပေးမယ်ဒါကျွန်တော်တို့မင်းနဲ့လမ်းမကြီးပေါ့နော်ဒါကျွန်တော်တို့ဒီမှာဒါမင်းရဲ့ကြိုးစားလမ်းဒါမင်းနဲ့လမ်းမကြီးကကျွန်တော်တို့ဝင်တော့မှာနော်ဒီလမ်းကဝင်လိုက်ပြီဆိုရင်နောက်မှတွေ့တယ်ဒါဒီဝင်နေမင်းရတော့လမ်းမကြီးပေါ့ဗျာပြီးသွားလို့ရှိရင်ကိုရှိရောက်လို့ရှိရင်ကြောက်ကက်လေးပေါ့ဒီကောင်ရဲ့လမ်းဆိုကြောက်ကက်လေးပေါ့နောက်တစ်ချက်လိုက်ကြည့်လိုက်အောင်လေဟုတ်ကဲ့ကျွန်တော်တို့ဒါကျွန်တော်မင်းနဲ့ဝင်လာရင်ဒါမင်းကြိုးစားလမ်းမကြီးပေါ့နော်ဒါကျွန်တော်တို့အခုတိုက်ခိုင်းရှိရနေတာသူရဲ့ပတ်ဝန်းကျင်အနေထားလေးပေါ့ဗျာနော်ဒီမှာအဲ့တော့ဒီတိုက်နော်ဒီတိုက်ရဲ့မြင်းကြီးလေးပေါ့နော်ဒီတစ်ချက်လိုက်ကြရတယ်ဟုတ်ကဲ့ဒီခန်းလေးပါပဲဒီခန်းလေးကျွန်တော်တို့ဟိုအကျယ်ဝန်းကတော့မျက်နှာစာ7နှစ်ခွဲနောက်က54ပေါ့နော်အစာဦးရဲ့မျက်နှာစာအနေထားလေးပေါ့ဘုံကြီးအနေထားလေးနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ရှေ့တိုက်တွေအနေထားလေးlocation တော့အရင်ကောင်းပါတယ်နော်ချက်လာကြည့်လို့လည်းဖိတ်ဖို့ပါတယ်ဒါကျွန်တော်အခန်းအတွင်းနဲ့ပြင်နေဒီမှာဒီပြန်နေတော့လေးတော့မှောက်တယ်